စကြဝဠာရဲ့အစာအုပ်ဆုံးဘာအလင်းရောက်မှမရှိတဲ့အနန္တအမောင်တူကြီးခဲရဆဲခြင်းဝင်ထဲမှာထူးဆန်းတဲ့ဖြစ်တည်မှုတွေတိတ်တဆိတ်စားတင်ခဲ့မှုတယ်။အဲ့ဒီကမောက်ကမအမောင်တူကြီးတဲ့ကနေဂရိတန်တာကြီးရဲ့ကပောင်းနဲ့ပြရတွေဘေးသီးဆန်ဆန်ပေါက်ဖွာလာခဲ့ကြပါတယ်။အရာအလုံးကိုအခြေပြုမဲ့ကဘာမြေကြီးရဲ့ဝိညာဉ်နဲ့ဖျားမှဂါယာဖတ်ပေါ်ခဲ့တယ်လို့ငရဲအနက်ဆိုင်ဆုံးအမောင်တွင်းနဲ့ကြီးတတာရက်စ်ကလည်းအတူတူကပ်ပါလာခဲ့ပါတယ်။ဒါတွင်မဲလားဆိုတော့မဟုတ်သေးပါဘူး။ခဲရဆဲအမောင်တူအောက်ခြေကနေစစ်မှန်တဲ့အမောင်တူနှက်ဖျား Erebus နဲ့လူသားတွေကြောက်ရွံ့ကြတဲ့ညစ်နှက်ဖျားမှ Nix တို့ကလည်းအပူတဲ့အတူတူမွေးဖွားခဲ့ကြပါတယ်။ကျွန်တော်တို့နေ့စဉ်မြင်တွေ့ရတဲ့ Nix နဲ့ Gaia တို့ဟာတကယ်တော့ခဲရဆဲသူရင်သားရင်အောင်နှမတွေပေါ့။ခဲရဆဲမွေးဖွားလာတဲ့ဒီကဘာဦးနှက်ဖျားတွေထဲမှာဘသူကအလိုအဆုံးနဲ့ဘသူကအကြောက်ရွံ့ရဆုံးဖြစ်မလဲ